ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်သွားတဲ့ဆိုင်ခန်းလိုင်ဆိုင်ခန်းလိုင်ကတော့မြန်မာပြည်မှာလူတိုင်းသိတဲ့အထိနာမည်ကြီးတဲ့အနုပညာရှင်တယောက်ပဲဖြစ်ပါတယ်ဆိုင်ခန်းလိုင်ဟာအသက်40ကျော်တဲ့အချိန်ထိတောင်မှရေးစားမရှိသေးပဲစင်ငယ်တယောက်လည်းဖြစ်ပါတယ်ဒီလိုနဲ့လူပြိုကြီးဆိုင်ခန်းလိုင်တယောက်ကလက်ရှိအချိန်မှာတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်နေခန့်အပ်တာကိုခံလိုက်ရပါပြီဒီကြောင့်အလေးနဲ့ပတ်သက်ပြီးအပြည့်အစုံသိချင်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးဆိုင်ခန်းလိုင်တယောက်ကလွန်ခဲ့တဲ့နှစ်20ကျော်ကလေးကနေစပြီးမြန်မာအနုပညာလောကရဲကိုဝင်ရောက်လာတာပါတခြင်းတွေတည်ဆိုခဲ့ရာကနေနမဲစကြီးလာပြီးနောက်ပိုင်းမှာရုပ်ရှင်တွေရိုက်လာရတာဖြစ်ပါတယ်ရုပ်ရှင်တွေရိုက်တဲ့အခါမှာလည်းအကယ်ဒမီရလောက်တဲ့အထိကောင်းမွန်တဲ့ကားတွေကိုသာရိုက်ကူးခဲ့တာပါဒီလောက်ထိအနုပညာနယ်ပယ်မှာအတွေ့အကြုံလည်းများပြီးလူငယ်တယောက်လိုအတွေးခေါ်လည်းရှိတာကြောင့်ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာကိုစဉ်းစားခံခဲ့ရတာဖြစ်ပါတယ်လက်ရှိအချိန်ဥက္ကဋ္ဌကခန့်စီသူဖြစ်ပြီးပြည်သက်အားပေးမှုလည်းသိမရှိသလိုပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာလည်းဗတ်လိုက်မှုတွေရှိခဲ့တယ်ဆိုတာကြောင့်ဥက္ကဋ္ဌအသစ်ခန့်အပ်ဖို့ဖြစ်လာရတာပါပုံမှန်ဆိုရင်တော့ရုပ်ရှင်အစည်းအရုံးကနီးစပ်တဲ့သူတွေကိုသာဥက္ကဋ္ဌနေရာပေးတတ်ပေမဲ့အခုအခါမှာတော့ဒီနေရာနဲ့လိုက်ဖက်မဲ့သူကိုတေချာရွေးချယ်ခဲ့တာဖြစ်ပါတယ်ဥက္ကဋ္ဌနေရာအတွက်လူတွေအများကြီးရွေးချယ်ခဲ့ရာကနေဆိုင်ခန်းလိုင်ဟာအသင်းတော်ဆုံးဆိုတာတွေ့ရှိသွားခဲ့တာပါအဲဒါကြောင့်ဆိုင်ခန်းလိုင်ကိုမြန်မာရုပ်ရှင်အစည်းအရုံးမှာဥက္ကဋ္ဌနေရာတာဝန်ယူပေးဖို့အတွက်ဖိတ်ကြားစာပို့လာခဲ့တာဖြစ်ပါတယ်ဆိုင်ခန်းလိုင်ကအခုလိုဖိတ်ကြားစာရောက်လာတဲ့အခါမှာတော့မယုံနိုင်ကိုဖြစ်နေခဲ့ရတာပါဒီလိုမြန်မာရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာကိုတခါမှတော့မစင်စားခဲ့ဘူးတာလည်းဖြစ်ပါတယ်အခုလိုအခွင့်အရေးကြီးကနှခမ်းပြမရမှာမို့လို့ဆိုင်ခန်းလိုင်ဟာကြကြတော့မစင်စားလိုက်ပဲဥက္ကဋ္ဌနေရာကိုလက်ခံခဲ့ပါတယ်ဒီလိုနဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုင်ခန်းလိုင်ပါဝင်ရုပ်ရှင်အစည်းအရုံးကအလူတွေနဲ့အစည်းအဝေးအကြီးအကျယ်လုပ်ခဲ့ပါတယ်ဆိုင်ခန်းလိုင်တယောက်ကနောက်နှစ်အကယ်ဒမီပေးပွဲကြရင်တိုင်းတယောက်နှစ်ယောက်ကပဲဆုံးဖြတ်တာမျိုးမဟုတ်ပဲတနိုင်ငံလုံးကပြည်သက်တွေကိုဆုံးဖြတ်ခိုင်းနိုင်တဲ့အထီးပြုလုပ်သွားမယ်လို့တင်ပြထားပါတယ်ဆိုင်ခန်းလိုင်ကသူတို့အနေနဲ့အကယ်ဒမီပေးပွဲ application တစ်ခုပြုလုပ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံသားတွေအကုန်လုံး application ထဲမှာမင်းသားမင်းသမီးတွေကိုဝင်ပြီးမဲပေးနိုင်အောင်လုပ်သွားချင်တာပါapplication မှာမဲအများဆုံးသူတွေကို Academy ပေးပွဲမှာ Academy ပေးဖို့ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီကိစ္စကမြန်မာနိုင်ငံမှာတခါမှတေချာမလုပ်ဘူးတလို့ပထမဆုံးလည်းဖြစ်တာကြောင့်လွယ်တော့မလဲကူပါဘူး။ဒါပေမဲ့ဆိုင်ခန်းလိုင်ကတော့သူ့ရဲ့တင်ပြမှုအပေါ်ယုံကြည်မှုအပြည့်ရှိနေပြီးဒီလိုလုပ်တာကသာမြန်မာရုပ်ရှင်တိုးတက်ရေးရဲ့အဓိကအခန်းကဏ္ဍဆိုပြီးပြောပြလာခဲ့ပါတယ်။ဒီတင်ပြမှုအပြင်ဆိုင်ခန်းလိုင်ကရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုလည်းစုပေးဖို့ပြင်ဆင်ထားပြီးတခြားသောစုတွေအများကြီးကိုလည်းထပ်တိုးဖို့အတွက်ပြထားပါတယ်ဆိုင်ခန်းလိုင်ကိုယ်တိုင်ကလည်းသူ့အနေနဲ့အဲ့ဒီယာရုကနေအကျိုးအမြတ်တစ်ခုမှယူမှာမဟုတ်ပဲသူတင်ပြခဲ့တာတွေအားလုံးကိုသာလက်ခံပေးမယ်ဆိုရင်သူ့ဘက်ကဥက္ကဋ္ဌနေရာကိုလည်းလက်ခံပေးပါမယ်ဆိုပြီးပြောကြားထားခဲ့ပါတယ်ပြည်သက်တွေကတော့အပြောင်းလဲတစ်ခုခုကိုလှုပ်ချင်နေတဲ့ဆိုင်ခန်းလိုင်ကိုအားပေးထောက်ခံနေကြပါတယ်ဖြစ်နိုင်မဖြစ်နိုင်အပြောင်းလဲတစ်ခုလှုပ်လိုက်တာကကောင်းကျိုးတွေအများကြီးရှိတယ်ဆိုပြီးလဲတချို့ကပြောနေကြပါတယ်အခုလိုမျိုးမြန်မာရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်လာတဲ့ဆိုင်ခန်းလိုင်အပေါ်ပြည်သက်တို့ရောဘယ်လိုထင်မြင်မိပါသလဲပြည်သက်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်က comment လေးထဲမှာဝင်ရောက်ရေးသားပေးကြဖို့ပြောချင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်